အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုလေးမှာတော့ဟိမန်က US history ရဲ့ Age of Enlightenment ဆိုတဲ့ခေါင်းစဉ်အောက်မှာရှင်းပြပေးမှာပဲဖြစ်ပါတယ်အဲ့တော့ Enlightenment ဆိုပြီးတော့ဟိမန်အရင်ဗီဒီယိုတွေမှာEuropean exploration နဲ့ colonial America မှာဆိုရင် Enlightenment era ဆိုပြီးတော့နောက်ဆုံးဗီဒီယိုမှာပြောခဲ့တယ်ပေါ့နော်အဲ့တော့ Enlightenment ဆိုတာဘာလဲ Enlightenment ဆိုတာကနေသူကဘယ်လိုပြောမလဲအသိဉာဏ်နေအသိမြင်နေဖွံ့ဖြိုးတိုးတက်လာတဲ့ခေတ်လို့ပြောချင်တာအဲ့တော့ဒီမှာဆိုရင် Enlightenment ဆိုတာကတဲ့ဒီ18ရာစုနဲ့18ရာစုအတွင်းမှာဥရောပမှာဖြစ်ပေါ်ခဲ့တဲ့အသိဉာဏ်ပညာပြန်ပွားရေးလှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်တဲ့အဲ့ဒီခေတ်မှာတော့ကဒီဖျားသခင်နောက်တစ်ခုကကြတော့ဗာလဲအကျိုးအကြောင်း reason ပေါ့နော်ပြီးရင် nature သဘာဝတရားနဲ့လူသားမျိုးနွယ်တွေပေါ်မှာထားရှိတဲ့အယူအဆတွေကိုပေါင်းစပ်ပြီးတော့ကဘာအမြင်တစ်ခုကိုဖော်ဆောင်ခဲ့ကြတာဖြစ်ပါတယ်တဲ့အဲ့တော့အဲ့ခေတ်တုန်းက enlightenment ဆိုတာကအဲ့ဒါကိုပြောတာဖြစ်ပါတယ်เนาะနောက်တစ်ခုကဒီအယူအဆတွေကတဲ့အနောက်နိုင်ငံတွေမှာဆိုရင်ကြည်ကြဲပြက်ပြက်လက်ခံလာကြပြီးတော့ဒီအမှုပညာတက္ကနိကဗေဒနဲ့ဒီနိုင်ငံရေးနယ်ပယ်တွေမှာဆိုရင်လည်းတော်လန်တဲ့ပြောင်းလဲမှုကိုဖြစ်ပေါ်စေခဲ့ပါတယ်တဲ့အဓိကအဖြစ်ဒါအနောက်နိုင်ငံတွေမှာဖြစ်ပွားခဲ့တဲ့ revolutionary development တွေကိုဖြစ်စေတဲ့အမှုပညာတွေphilosophy တွေ politics နိုင်ငံရေးတွေမှာဆိုရင်ဒီတော်လန်နဲ့ပြောင်းလဲမှုတွေကိုဖြစ်ပေါ်စေခဲ့တဲ့ enlightenment era ဖြစ်ပါတယ်နောက်တစ်ခုက enlightenment ရဲ့အတွေးခေါ်ရဲ့အဓိကဗဟိုချက်ကဘာလဲသူ့ရဲ့ goals ကကြတော့ဒီအကျိုးကြောင့်စင်ကြင်တုံတရားကိုအသုံးပြုပြီးတော့ဂုဏ်ပြုတာဖြစ်ပါတယ်တဲ့အသုံးပြုခြင်းနဲ့ဂုဏ်ပြုခြင်းဖြစ်ပါတယ်ဆိုပြီးသူကပြောထားတယ် celebration or reasons the power by which humans understand the universe and improve their own condition ကိုယ့်ရဲ့ဒီကြိုးကြောင်းစင်ကြင်တုံတရားကိုအသုံးပြုရမယ်ပြီးရင်ဂုဏ်ပြုပေးရမယ်ဆိုပြီးသူကပြောတယ်ပေါ့နော်နောက်တစ်ခုက၎င်းကဒီလူသားတွေစัจ java လာကိုနားလည်ဖို့ခုနသူပြောတဲ့ဒီ human တွေက universe ကို understand နားလည်ရမယ်ပြီးရင်မိမိတို့ရဲ့ဘဝအခြေအနေကိုတိုးတက်ကောင်းမွန်အောင်လှုပ်ဆောင်နိုင်တဲ့စွမ်းအားဖြစ်တယ်ဆိုပြီးသူကပြောထားတယ်စင်ကျင်တုံတရားရှိတဲ့လူသားမျိုးနွယ်ရဲ့အဓိက goals ကဘာလဲเนาะဒီအသိပညာပထမဆုံးတစ်ခုက knowledge to be knowledge အသိပညာရှိရမယ်ပြီးရင်လွတ်လပ်ရမယ် freedom ဖြစ်ရမယ်နောက်ဆုံးတစ်ခုကတော့ happiness ဖြစ်ရမယ်ဆိုပြီးတော့ယူဆခဲ့ကြပါတယ်တဲ့ outside France ပြင်သစ်နိုင်ငံပြင်ပမှာထင်ရှားတဲ့ enlightenment အတွေးခေါ်ပညာရှင်တွေကဘာလဲပေါ့เนาะဘာတွေလဲဆိုတော့David Hume နဲ့ Adam Smith ဖြစ်ပါတယ်ပြင်သစ်နိုင်ငံရဲ့ပြင်ပမှာထင်ရှားတဲ့ enlightenment အတွေးခေါ်ပညာရှင်တွေကဘယ်သူလဲဆိုရင် David Hume နဲ့ Adam Smith တို့ဖြစ်ကြပါတယ်သူတို့ကဒီ Scotland ကနေဒသနပညာရှင်နဲ့စီးပွားရေးပညာရှင်တွေဖြစ်ကြပါတယ်တဲ့နောက်တစ်ခုကအင်္ဂလိပ်ဒသနပညာရှင်ဖြစ်တဲ့ Benthamနော်ဗန်တမ်ရှိမယ်နောက်ထပ်တစ်ယောက်ကဂျာမနီကနေImmanuel Kant ဆိုတဲ့သူပေါ့နော်နာမည်ကြီးပါတယ်နောက်တစ်ခုကအမေရိကန်နိုင်ငံခေါင်းဆောင် Thomas Jefferson ကတော့အမေရိကန်နိုင်ငံအတွက်ကတော့နာမည်အကြီးဆုံးဖြစ်တယ်လို့ပြောလို့ရတယ်အဲ့တော့ဒီလိုအကုန်လုံးတော့မှတ်စရာတော့မလိုဘူးသို့တော့ကြားဘူးနာဝါတော့ရှိရမယ်ဒီလူတွေနာမည်ကိုကြားဘူးနာဝါရှိရဘာလို့လဲဆိုတော့ဆောင်းပွဲမှာဘယ်လိုမိခွန်းနေမိတတ်တာလဲဆိုရင်သူတို့ပြောတဲ့speech ပေါ့နော်ဒါမှမဟုတ်ရင်သူတို့ရဲ့အတွေးခေါ်အပိုင်းစအတူပေါ့သူတို့ရေးသားခဲ့တဲ့စာပိုင်းအတူလေးကိုပြီးပြီးတော့သူတို့ကဘယ်ဟာကိုပြောချင်တာလဲသူတို့ရဲ့ရည်ရွယ်ချက်ကဘာလဲသူတို့ရဲ့ purpose ကဘာလဲဆိုတော့ဒါမျိုးမေးတတ်တာများတယ်အဲ့တော့နာမည်တွေတော့သိထားရမယ်။အော်ဒီလူတွေကနာမည်ကြီးပါလားပေါ့အဲ့လောက်တော့သိထားရမယ်။ဟုတ်ပြီနော်။နောက်တစ်ခုကသူကပြောချင်တာဒီစာပိုက်မှာဆိုရင်မင်းတို့ဒါ alignment ဉာဏ်အလင်းပွင့်ခေတ်လို့ခေါ်တယ်ကွာပြီးရင်နောက်တစ်ခုကကြတော့စင်ကြင်တုံတရားကိုရှေ့တန်းတင်မဲ့ reason နောက်တစ်ခုကလူသားဗဟိုပြုဝါဒ humanism နောက်တစ်ခုကနိုင်ငံရေးနဲ့လူဖွဲ့စည်းပြောင်းလဲမှုအဲ့ဒါတွေကဒီ enlightenment era မှာဖြစ်မှာနောက်တစ်ခုကဒီလူတွေပေါ့နော်ဒီလူတွေကနေသူတို့ရဲ့အတွေးခေါ်တွေကြောင့်မို့လို့နောက်ပိုင်းမှာ American တော်လှန်ရေးနဲ့ပြင်သစ်တော်လှန်ရေးတွေဖြစ်ပေါ်လာတယ်ဆိုတာကိုသိစေချင်တာ
ဟုတ်ပြီနော်တဖြည်းဖြည်းနဲ့တမိုင်းရအဲ့လိုပဲမလို့ရှင်းပြသွားမှရမှာအရှိမဆိုရင်ကိုလိုနီရဲ့ American colonization နောက်တစ်ခါကျတော့ European colonization ပြီးရင် colony America ပြီးရင်အခု Enlightenment era လာမယ်အဲ့အလေးကလေးတန်းစီပြီးတည်ထားရမယ်ဟုတ်ပြီနော်ကဲနောက်ထပ် slide တစ်ခုဒီမှာက region of the US ရဲ့ region ကိုဖော်ပြထားတာဖြစ်တယ်ကျွန်တော်တို့ဒီမှာဆိုရင်မြင်စီချင်တာပေါ့နော်အဲဒါကြောင့်မှထည့်ပေးထားတယ်ဒီမြေပုံကဒီ American နိုင်ငံရဲ့ပထဝီဝင်အနေထားအရာ6ပိုင်းခွဲထားတယ်ဆိုတာကိုတွေ့စီချင်တာပါဒီမှာဆိုရင်ဟိုnorth east ရှိမယ် north east ကကြတော့အရှေ့မြောက်ဒေသဘလိုမျိုးတွေရှိရလဲဆိုနယူးယောက်တို့လိုမြို့ကြီးတွေရှိပြီးတော့တမိုင်းဝင်အစောဆုံးအခြေချခဲ့တဲ့နေရာတွေခုနအရင်ဗီဒီယိုတွေမှာဆိုရင်တို့ပြောခဲ့တာကဒီ30 colony နဲ့ပြောခဲ့တယ်เนาะအဲ့30 colony ကဘယ်နှမ်းမှာရှိရလဲဆိုရင်ဒီဘက်မှာရှိတာပါ30 colony တစ်လျှောက်ကဒီဘက်မှာရှိပါတယ်ဒီဘက်မှာအရင်ဆုံးအခြေချထားတာဖြစ်ပါတယ်ဒီဘက်တွေတော့မပါသေးဘူးပေါ့เนาะအခုလက်ရှိဒီဘက်တွေတော့မပါသေးဘူး30 colony ပဲရှိတယ်ဆိုတော့ဒီဘက်ပိုင်းလေးပဲရှိသေးတယ်နောက်ကြမှာတဖြည်းဖြည်းနဲ့တမိုင်းเจ้าနေပြောရင်နဲ့မှာဘာလို့ဒီဘက်ဒါအကုန်လုံးကအမေရိကန်နိုင်ငံဖြစ်လာတာလဲဆိုတာကိုပြောပြပေးမှာဒီမှာက western ကကြတော့ Pacific သမုဒ္ဒရာနဲ့ထိစပ်နေတဲ့အပိုင်းဖြစ်တယ်ဘလို့ပြည်နယ်ရှိရလဲဆိုရင် California တို့ရှိရเนาะဒီဘက်ပြည်နယ်မှာဆိုရင်ဒီကကြတော့ high plains ကကြတော့လေကုန်းမြင့်လွင်ပြင်ဒေသလို့ပြောလို့ရတယ်နိုင်ငံရဲ့အလဲပိုင်းကုန်းမြင့်ဒေသတွေပါတယ်နောက်တစ်ခုက Midwest ရှိမယ် Midwest ဆိုရင်တို့ survey တွေထဲမှာမေခွန်းတွေထဲမှာပါမယ် Midwest data ဆိုပြပါမယ်အဲ့တော့အဲ့ဒါဘယ်နှမ်းမှာလဲလို့မြင်လိုက်ရင်သူတို့ survey ထဲမှာပါတာနဲ့ Midwest data ဆိုတာဘယ်နှမ်းလဲဆိုရင်ဒီမြေပုံရဲ့ဒီအပိုင်းဆိုတာကိုသိရမယ်အလဲပိုင်းအနောက်ဘက်ဒေသဖြစ်တယ်စိုက်ပျိုးရေးနဲ့စက်မှုလုပ်ငန်းထွန်းကားတဲ့အလဲပိုင်းဒေသဖြစ်တယ်နောက်တစ်ခုက Southern ဆိုတာကတောင်ဘက်ဒေသကိုပြောတာနိုင်ငံရဲ့အလဲတောင်ဘက်ဒေသဖြစ်ပါတယ်နောက်တစ်ခုကကြတော့South East အရှေ့တောင်ဒေသ Florida တို့လိုပင်လယ်ကမ်းခြေရှိတဲ့အရှေ့တောင်ဘက်အစွန်းပိုင်းဖြစ်တယ်ဒါလေးကတော့မှတ်ထားရမယ်ဆိုတာလေဟိုစကလုံးအသုံးလုံးပေါ့ Southern လို့ပြောလိုက်ရင်ဘယ်နှမ်းအပိုင်းလဲဆိုတော့ဒီနှမ်းအပိုင်းပြည်နယ်တွေကတော့နောက်ကြရင်ပြောပြမှာဖြစ်ပါတယ်ဒီထဲမှာတော့ပြည်နယ်နာမည်တွေမပါသေးဘူးလောလောဆယ် region နေနဲ့မှတ်ထားရမယ်နောက်တစ်ခုက30 colonies ကဘယ်နှမ်းမှာရှိလဲဆိုရင်ဒီအပိုင်းမှာရှိတာပဲဖြစ်ပါတယ်လက်ရှိချိန်ထိ American မှာရှင်းပြတဲ့အခန်းကဏ္ဍမှာဆိုရင်30 colony ပဲရှိသေးတယ်ဆိုတော့ဒီအပိုင်းပဲရှိအောင်မယ်ဒီဘက်ကအပိုင်းတွေမလာသေးဘူးဟုတ်ပြီနော်ကဲဒီဗီဒီယိုမှာဆိုရင် early democracy ကအစောပိုင်း democracy ကိုပြောတာဖြစ်တယ်American နိုင်ငံရဲ့အစောပိုင်း democracy စနစ်ဘယ်လိုစတင်ခဲ့တာလဲပြီးတော့သူ့ရဲ့အကန့်အသတ်တွေကိုဖော်ပြထားတယ်အဲ့တော့အစောပိုင်းအောင်မြင်မှုရရှင် Jamestown မြို့ပေါ့နော် Jamestown ဆိုတာက American ရဲ့ပထမဆုံး colony ဖြစ်တယ် first colony နယ်မြေဖြစ်ပြီးတော့1619ခုနှစ်မှာပထမဆုံးရွေးကောက်ခံလွှတ်တော် House of Burgesses ကိုဖွဲ့စည်းခဲ့ပါတယ်တဲ့ဟုတ်ပြီနော်သူကပုံထဲမှာဒီထဲမှာတော့1619လို့ရေးပြထားတယ်ပေါ့နော်ဒါပေမဲ့တမိုင်းကြောင်းအရာဆိုတော့အတီးကြက1619ဖြစ်ပါတယ်နောက်ထပ်တစ်ခုက Pilgrims 1620 1620မှာဆိုရင် Mayflower Compact လို့ခေါ်တဲ့သဘောတူညီချက်တစ်ခုကိုရေးထိုးပြီးတော့ကိုယ်ပိုင်အုပ်ချုပ်ခွင့်စနစ်စတင်ခဲ့ပါတယ်တဲ့ဒါအစောပိုင်း democracy အောင်မြင်မှုတွေပေါ့နော်ပထမဆုံး Jamestown ရှိမယ် Jamestown ကသူ American ရဲ့ပထမဆုံး first colony နယ်မြေဖြစ်မယ်1619မှာဆိုရင်ရွေးကောက်ခံလွှတ်တော် House of Burgesses ကိုဖွဲ့စည်းခဲ့ပါတယ်တဲ့အဲ့တော့ဒီ30 colony မှာဆိုရင်ဒီ Jamestown ကပထမဆုံး first colony ကိုမှ House of Burgesses ဒီပေါ့နော်ပညာရှင်တွေနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းစနစ်ရှိတဲ့ပထမဆုံး colony နယ်မြေဖြစ်လာတယ်ပေါ့ Jamestown ကအဲ့တော့ American ရဲ့ပထမဆုံးဒါအုပ်ချုပ်ရေးစနစ်စတင်တဲ့နယ်မြေဖြစ်တယ်ပြီးရင် Pilgrim ဆိုတာကတော့မြန်မာလိုဘာသာပြန်မယ်ဆိုရင်တော့ဖျားဖို့တဲ့အဖွဲ့ပေါ့1620မှာသူတို့က Mayflower Compact ဆိုတာကစာချုပ်ဖြစ်တယ်เนาะအဲ့ဒါကိုသဘောတူညီချက်တစ်ခုရေးထိုးတယ်ပြီးရင်ကိုပိုင်အုပ်ချုပ်ခွင့်စနစ်စတင်တယ်အဲ့တော့ဒါ early democracy အကြောင်းပြောပြတာနောက်တစ်ခုက most colony အများစုမှာကဒါရွေးကောက်ခံတဲ့ကိုယ်စားလှယ်တွေရှိခဲ့ပေမဲ့အားလုံးက
အင်္ဂလန်ဘုရင်ရဲ့လက်အောက်မှာပဲရှိပါသေးတယ်တဲ့အဲ့တော့ဒါအားလီဒီမိုကရေစီမှာဆိုရင်ဒါအမေရိကန်နိုင်ငံရဲ့အခြေအနေကိုပြောပြတာဖြစ်တယ်သူတို့ကိုပိုင်အုပ်ချုပ်ခွင့်နေစနစ်တွေစတင်နေသို့တော့ compass တွေနဲ့သူတို့ကအင်္ဂလန်ဘုရင်ရဲ့လက်အောက်မှာပဲရှိနေသေးတာနောက်တစ်ခုကအကန့်အသတ်တွေပေါ့နော် bad ဆိုပြီးတော့ဆက်ပြောမယ်ဒီမိုကရေစီလို့ဆိုပေမဲ့လည်းလူတိုင်းမဲပေးလို့မရအောင်လူကြီးရဲ့ 84% ဟာမဲပေးခွင့်မရှိခဲ့ဘူးဟုတ်ပြီနော်အဲ့တော့မဲမပေးနိုင်ခဲ့တဲ့သူတွေကညီယာပိုင်ဆိုင်မှုမရှိတဲ့လူပြူအမျိုးသားတွေ white man who didn't own property couldn't vote ညီယာပိုင်ဆိုင်မှုမရှိတဲ့လူပြူအမျိုးသားတွေပထမအမျိုးအစားကနောက်တစ်ခုက woman အမျိုးသမီးတွေ slaves ကျွန်နေ native americans တွေအကြောင်းနဲ့အမှရှင်းပြထားပြီးပြီเนาะအဲ့တော့ native american တွေပါမယ်နောက်ထပ်တစ်ခုကအချို့သောဘာသာရေးလူနည်းစုတွေ some religious minorities couldn't vote in some colony တချို့ colony တွေမှာဆိုရင်ဒါဘာသာရေးလူနည်းစုတွေကပေးလို့မရဘူးဟုတ်ပြီเนาะအဲ့တော့ total အားဖြင့်လူကြီးအားဖြင့်ဆိုရင် 60% population ရဲ့ 60% ကပဲပုတ်ပေးလို့ရတယ်အဲ့တော့ဘလို့လူမျိုးတွေပါမှာလဲဒီညီယာပိုင်ဆိုင်တဲ့သူတွေပါမှာပေါ့နော်မီယာပိုင်ဆိုင်တဲ့သူတွေအနည်းစုပဲ 60% ပဲပေးလို့ရမယ်ဆိုတော့ကျန်တဲ့ 84% ကပေးလို့မရဘူးဒါက early democracy in America ရဲ့ early democracy မှာအခြေအနေတွေကိုဖော်ပြတာဖြစ်တယ်အဲ့တော့ American democracy ကအစောကတည်းကပြည့်စုံနေတာမျိုးမဟုတ်ဘဲနဲ့အကန့်အသတ်တွေအများကြီးနဲ့စတင်ခဲ့တာဖြစ်တယ်ဆိုတော့သိစေချင်တာသူတို့မှာ self rule ကိုပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့အယူအဆတွေပေါ်ပေါက်လာခဲ့တဲ့ enlightenment era မှာဆိုရင်ကိုပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့အယူအဆတွေပေါ်ပေါက်လာခဲ့တယ်သို့တော့တကယ်လက်တွေ့မှာကျတော့ချမ်းသာတဲ့မြေယာတွေပိုင်ဆိုင်တဲ့လူပြူအမျိုးသား 60% ပဲနိုင်ငံရေးမှာပါဝင်ခွင့်ရတယ်ဆိုတာကိုတွေ့ရတယ်ဒါကနောက်ပိုင်းမှာကျွန်တော်တို့ American သမိုင်းကြောင်းနောက်ပိုင်းမှာဆိုရင်လူအခွင့်အရေးနဲ့ဒန်းတူညီမျှရရှိရေးအတွက်တိုက်ပွဲဝင်မှုတွေဘာကြောင့်ဖြစ်လာရတယ်လဲဆိုတော့အခြေခံအကြောင်းရင်းတွေဖြစ်တယ်။နောက်ပိုင်းမှာဆိုရင်သူတို့တိုက်ပွဲဝင်ရတယ်ဒီပြီးတော့ right သူတို့ရတဲ့ရထိုက်တဲ့ခွင့်အရေးအတွက်ဆန္ဒပြတယ်လုံနိုင်တာအားလုံးလုပ်ကြတယ်အဲ့ဒါတွေအားလုံးကဘာကြောင့်လဲဆိုတော့ early democracy မှာကတည်းကသူတို့ကမပြည့်စုံနေခဲ့လို့ပေါ့နော်အဲ့အကြောင်းမို့လို့တိုက်ပွဲဝင်ရတာဖြစ်ပါတယ်။နောက်တစ်ခု age of enlightenment ညံဒီအညာအပွင့်အလင်းပွင့်တဲ့ခင်မှာပေါ့နော်ဒီ age of reason လို့ခေါ်တဲ့စင်ကျင်တုံတရားခေတ်လို့လည်းခေါ်ဆိုကြပြီးတော့60ကနေ 80 centuries ရာစုအတွင်းမှာဖြစ်ပေါ်ခဲ့ပါတယ်တဲ့ age of reason လို့လည်းခေါ်တယ်နောက်တစ်ခုက intellectual and philosophical movements after renaissance ဆိုတာကဘာလဲ renaissance ဆိုတာကအနုပညာနဲ့စာပေပြန်လည်စမ်းသစ်တဲ့ခေတ်ကိုပြောတာဖြစ်ပါတယ် Renaissance ဆိုတာကပြန်ပြောမယ်နော်အနုပညာနဲ့စာပေပြန်လည်စမ်းသစ်တဲ့ခေတ်ကိုပြောတာပါအဲ့ဒီခေတ်နောက်တစ်ခုက Age of Exploration နယ်မြေသစ်ရှာဖွေတဲ့ခေတ်နောက်တစ်ခုက Scientific Revolution သိပ္ပံနည်းကျတော်လှန်ရေးခေတ်တို့ရဲ့နောက်မှာပေါ်ပေါက်လာတဲ့အသိဉာဏ်ပညာနဲ့ဒသနိကဆိုင်ရာလှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်တဲ့ Age of Reason ဆိုတာကသူကအုပ်ချုပ်ရေးလူဖွဲ့စည်းနဲ့တဘာဝလောကတို့အပေါ်မှာဒီအမြင်သစ်တွေကိုယူဆောင်လာပေးခဲ့တယ်အဲ့တော့ age of reason ဆိုတာကကျွန်တော်တို့ဒီအသိဉာဏ်ပညာတွေ data ဗေဒဆိုင်ရာလှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်သူကအုပ်ချုပ်ရေးပိုင်းမှာရောလူအဖွဲ့အစည်းပိုင်းမှာရောပြီးတော့ neutral war အတွက်ရောအပေါ်မှာဒါအမြင်သစ်တွေကိုယူဆောင်လာပေးခဲ့ပါတယ်တဲ့အဲ့တော့ Renaissance ဆိုတာကအနုပညာနဲ့စာပေပြန်လည်စမ်းသစ်တဲ့ခေတ်ကိုပြောတာပါ Age of Exploration ဆိုတာကနေမြေသစ်ရှာဖွေတာကိုပြောတာဖြစ်တယ်Scientific Revolution ဆိုတာကသိပ္ပံနည်းကျတော်လှန်ရေးခေတ်ကိုပြောတာဖြစ်တယ်ဟုတ်ပါတော့နောက်တစ်ခုကဒီမှာ Scientific Revolution သိပ္ပံနည်းကျတော်လှန်ရေးScientific Revolution ဆိုတာဘာလဲဆိုတော့တဘာဝလောကအကြောင်းအသိပညာတွေရရှိဖို့အတွက်ခိုင်လုံတဲ့အထောက်အထားတွေစမ်းသပ်စစ်ဆေးမှုတွေနဲ့စစ်ဆက်လေ့လာစောင့်ကြည့်မှုတွေကိုအသုံးပြုပြီးတော့စင်ကျင်တုံတရား reason ကိုရဲ့စွမ်းအားကိုတိဆောက်ပေးခဲ့တာဖြစ်ပါတယ်တဲ့အဲ့တော့ scientific revolution ကဘာကိုတိဆောက်ပေးရလဲ power of reason စင်ကျင်တုံတရားရဲ့စွမ်းအားကိုတိဆောက်ပေးခဲ့တယ်ဘာတွေကိုအသုံးပြုရလဲ evidence တွေခိုင်လုံတဲ့သက်သေထောက်ထားတွေ experiments စမ်းသပ်စစ်ဆေးတာတွေ observation စစ်ဆက်လေ့လာစောင့်ကြည့်တာတွေကိုအသုံးချပြီးတော့
ဟုတ်ပြီနော်နောက်တစ်ခုက enlightenment philosopher တွေ enlightenment philosopher တွေကအဲ့ဒီသိပ္ပံနည်းကျဆင်ခြင်တုံတရားနည်းလမ်းတွေကိုယူဆောင်လာပြီးတော့လူသားတို့ရဲ့သဘာဝနဲ့လူဖွဲ့စည်းကိုလေ့လာရမှာအသုံးချခဲ့ကြပါတယ်တဲ့ရလက်အနီးနဲ့အမှန်တရားကိုရှာဖွေဖို့ရန်အတွက်ဆင်ခြင်တုံတရားကိုအသုံးပြုတဲ့ခေတ်တစ်ခေတ်ဖြစ်ပေါ်လာခဲ့ပါတယ်တဲ့အဲ့တော့ age of enlightenment ခေတ်မှာဆိုရင် scientific revolution တွေလည်းအားလုံးပါတယ်ဘာလို့လဲ enlightenment ဒီ philosopher တွေကဒီသိပ္ပံနည်းကြတဲ့ဆင်ခြင်တုံတရားနည်းလမ်းတွေကိုယူဆောင်လာတယ် methods or scientific reasons and applying them ယူဆောင်လာတယ်ဘာလို့ဖို့လဲလူသားတို့ရဲ့သဘာဝ human nature နဲ့ society ကိုဒီလေ့လာဖို့ရန်အတွက်အသုံးချခဲ့တယ်တဲ့ရလက်အနေနဲ့မတို့ဘာရလဲအမှန်တရားကိုရှာဖွေလို့ရတယ်ဘာလို့အသုံးချလဲစင်ကျင်တုံတရား reason ကိုအသုံးချပြီးတော့အမှန်တရားကိုရှာဖွေလို့ရတယ်သူတို့အဲ့ခေတ်တုန်းကတော့စဉ်းစားကြတယ်ဒီတိုင်းတာမန်လောက်ပဲပေါ့လေနော်ဟိုဘာသာရေးနဲ့ပတ်သက်တာပဲဖြစ်ဖြစ်လူဖွဲ့စည်းနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ဒီတိုင်းတာမန်ပဲစဉ်းစားကြတယ်ဟိုလို evidence တွေပါတာတို့ဒီ experiment တွေပါတာတို့အဲ့ဒါမျိုးတွေဟိုအသုံးချပြီးတော့စဉ်းစားခဲ့တာမျိုးမရှိဘူးအခုဒီ age of enlightenment မှာကြတော့ဒီ scientific revolution လည်းဖြစ်တယ်ဆိုတော့ကြတော့သိပ္ပံနည်းကြတဲ့စင်ကျင်တုံတရားနည်းလမ်းတွေကိုအသုံးချပြီးတော့မှစဉ်းစားကြတာအဲ့တော့မှန်ကန်တဲ့စီကိုရောက်နိုင်တာပေါ့လေနော်အမှန်တရားကိုရရှိနိုင်တယ်မှန်ကန်တဲ့နေရာကိုရောက်နိုင်တယ်အဲ့လိုပုံစံမျိုးဟုတ်ပြီမဖြစ်မနေသိရမယ့်အပိုင်းတွေပေါ့နော် John Locke ဆိုတာဘာတူလဲဒါသူကသူ့ရဲ့အယူဆတွေကဘယ်လိုလဲတေချာပေါက်သိဖို့လိုအပ်တယ် US history ဘိုင်းမှာဆိုရင်ဆိုတော့ John Locke က1632သူမွေးတဲ့ခုနှစ်ကတော့1632 1904မှာတည်ဆုံးခဲ့တယ်ဒါပေမဲ့အတိအကျတော့အလုံးဝသိထားကြမလို့ဝေမှန်ပြောသလိုမျိုးရှင်းရဟာလေ enlightenment ခေတ်မှာဘာတွေပါတာလဲဒီဘာတွေဖြစ်ပွားခဲ့တာလဲဒါမျိုးလေးတော့ပေါ့နော်အနေချင်းတော့အဖြစ်ဟိုbackground knowledge အနေနဲ့ရှိထားတင်ရမှာဒါလောက်ပဲဟိုစာမွေးမှာလေဒါတွေကိုအသေးစိတ်အလွတ်မေးမှာလားဒါတွေမဖြစ်မနေသိမှလို့မလားသိဖို့လိုတာလားဆိုတော့မဖြစ်မနေအလွတ်ကျက်ထားဖို့တော့မလိုဒါပေမဲ့မဖြစ်မနေသိဖို့တော့လိုတယ်အဲ့ဒါတွေကိုသိမှသူမေးတဲ့မေးခွန်းတွေမှာဟိုကောင်းမွန်စွာပေါ့နော်အဖြေကိုမှန်ကန်ရဖို့ဒီ background knowledge ကအထောက်အကူပြုတယ်အဲ့တော့ဒီမှာဆို John Locke ဆိုတာဘာတူလဲကြားဘူးနားတော့ရှိရမယ်လေနော်အဲ့ဒါမှစာမွေးမှာသူနဲ့ပတ်သက်တဲ့ဟိုသူပြောထားတဲ့ speech တစ်ခုပေးထားမယ်နော်သူပြောထားတဲ့ speech တစ်ခုပေးမယ်အဲ့ဒါကိုမှသူ့ရဲ့ purpose ကိုမေးမယ်ဒါမျိုးပေါ့မေးခွန်းမှာ GD exam မှာတော့အဲ့လိုမျိုးမေးနေကြပါဒီဟာကတော့မဖြစ်မနေ background knowledge အနေနဲ့ John Locke ဆိုတာဘာတူလဲသူက American မှာဆိုဘယ်လိုမျိုးအရေးပါခဲ့ရလဲဘယ်လိုတွေပြောခဲ့ရလဲဒါမျိုးတော့သိဖို့လိုအပ်တယ်သိဖို့ပဲလိုရနော်ကြက်ထားစရာတော့မလိုပါဘူးဟုတ်ပြီ men are born free and equal by nature လူသားအလုံးကမွေးရပါလွတ်လပ်တဲ့သူတွေဖြစ်ပါတယ်တဲ့သဘာဝတရားအရာဒါမှမဟုတ်ရင်ဖျားသခင်ရဲ့ဖန်ဆင်းမှုအရာဒန်းတူညီမျှသူတွေဖြစ်ပါတယ်တဲ့အဲ့ဒါကသူ့ရဲ့အတွေးခေါ်အယူဆတစ်ခုဖြစ်တယ်ဘသူမှမွေးရပါဘယင်နေရဲ့လက်အောက်ခံမဟုတ်ကြပါဘူးတဲ့အဲ့တော့အရေးကြီးပါတယ် man တွေက man ဆိုတာဒီမှာသူပြောထားတဲ့ man ဆိုတာလူသားအလုံးကိုပြောတာလူသားအလုံးကမွေးရပါလွတ်လပ်တဲ့သူတွေဖြစ်ကြပါတယ်တဘာဝတရားရ nature ရရော god သူတို့ရဲ့ယုံကြည်ကိုးကွယ်မှုဖြစ်တဲ့ဘုရားသခင်ဖန်ဆင်းမှုအရာရောတန်းတူညီမျှတဲ့သူတွေဖြစ်ပါတယ်တဲ့ monarch ဒီမှာသုံးထားတဲ့ monarch ဆိုတာကဘယင်တွေကိုပြောတာဖြစ်တယ်နော်ဘသူမှတဘာဝအဖြစ်ဒီမွေးရပါပေါ့နော်ဘယင်တွေရဲ့လက်အောက်ခံမျိုးမဟုတ်ကြပါဘူးတဲ့နောက်တစ်ခုကpeople have certain natural rights လူသားတိုင်းမှာလူအဖွဲ့အစည်းရဲ့ဥပဒေတွေနဲ့မသက်ဆိုင်ပဲမွေးရပါရရှိထားတဲ့တဘာဝအခွင့်အရေးတွေရှိပါတယ်တဲ့ regardless of the laws of society you live in ဒါမြင့်နေထိုင်တဲ့ပေါ့နော်လူအဖွဲ့အစည်းရဲ့ဥပဒေတွေနဲ့မသက်ဆိုင်ပဲနဲ့မွေးရပါရရှိထားတဲ့တဘာဝအခွင့်အရေးတွေရှိတယ် natural rights တွေရှိတယ်အရေးကြီးရဲ့ natural rights လို့ပြောလိုက်တာ ਨੇ ဘာလဲတန်းသိရမယ် life liberty and propertyစာမွေးမှာခဏထည့်ပြီးတော့မေးတတ်တယ်မနု practice question တွေကျင်ရင်းနဲ့လဲဒါတွေပါတယ်ပေါ့နော် what is natural right ကဘာလဲဆိုရင် life liberty and property ၎င်းတို့မှာဒီ life အသက်ရှင်သန်ခွင့် liberty လွတ်လပ်ခွင့် property ပိုင်ဆိုင်ခွင့်တို့ဖြစ်ကြပါတယ်တဲ့ဒါကိုတဦးချင်းဝါဒ individualism လို့လည်းခေါ်တယ်အဲ့ဒီအခွင့်အရေးတွေကို
လေးစားလိုက်နာမှုမရှိနဲ့ဘယ်အစိုးရမဆိုတရားဝင်အစိုးရမဟုတ်ပါဘူးတဲ့ Any government that doesn't respect these rights is not legitimate ဒါကတရားဝင်အစိုးရမဖြစ်နိုင်ဘူးလို့သူကပြောလိုက်တယ်ဂျွန်လော့ကနောက်တစ်ခု Republicanism တမရနိုင်ငံစနစ်လူသားတွေကမိမိတို့ကိုယ်တိုင်နဲ့မိမိတို့ရဲ့ပိုင်ဆိုင်မှုတွေကိုကာကွယ်ဖို့အတွက်အစိုးရတစ်ခုကိုစုပေါင်းဖွဲ့စည်းကြတာပါတဲ့အဲ့လိုပြုလုပ်ရမှာဆိုတော့ဒီစုပေါင်းဖွဲ့စည်းကြရမှာဆိုရင်မိမိတို့ရဲ့တဘာဝအခွင့်အရေးအချို့ကိုစွန့်လွတ်ရတတ်တော်လဲစွန့်လွတ်ရတတ်တယ်ဆိုတော့ဒီ natural rights တွေကိုစွန့်လွတ်ရတတ်တယ်ပေါ့နော် giving us some of their natural rights စွန့်လွတ်ရတတ်တယ် but ဒါပေမဲ့တဲ့ if the government overstep its authority အဲ့ဒီအစိုးရကသူတို့ရဲ့အာဏာကို၎င်းတို့ရဲ့အာဏာကိုအလွဲသုံးစားလုပ်လာရင်တော့ပြည်သူတွေကအဲ့ဒီအစိုးရကိုဖြုတ်ချဖို့ overthrow ဖြုတ်ချဖို့နဲ့ replace it အသစ်လဲလှယ်ဖို့အခွင့်အရေးရှိပါတယ်တဲ့အဲ့တော့ဒါက John Locke ရဲ့အယူဆဖြစ်တယ်ပထမအဖြစ်သူကပြောလိုက်တာလဲဆိုရင်ဒီ natural rights ဆိုတာဘာလဲ John Locke ကအစိုးရပေးစရာမလိုဘဲနဲ့မွေးကလေးပါလာတဲ့လူသားတိုင်းရသင့်ရထိုက်တဲ့အခွင့်အရေးရှိတယ် life liberty and property ဟုတ်ပြီနော်နောက်တစ်ခုကပြီးတော့ဒီ life liberty and property ဆိုတာသူ့ရဲ့အမြင်အမေတို့နောက်ပိုင်းမှာဆိုရင် American လွတ်လပ်ရေးကြီးညာစာတမ်းဒီပေါ့နော်အဲ့ထဲမှာသူက John Locke ရဲ့အတွေးခေါ်ဖြစ်တဲ့ life liberty and pursuit of happiness ဆိုတဲ့စာသားရဲ့အခြေခံမူလအခြေခံတွေဖြစ်တယ်အဲ့ထဲမှာဆိုရင်ဒီ Declaration of Independence American လွတ်လပ်ရေးကြီးညာစာတမ်းထဲမှာဆိုရင်ပါမှာ life liberty and pursuit of happiness ဆိုပါမှာအဲ့ဟာရဲ့အခြေခံဒီ natural rights 3ခုဖြစ်တဲ့ John Locke ရဲ့အတွေးခေါ်ဖြစ်တယ်ပေါ့နော်နောက်တစ်ခုက government နဲ့ပတ်သက်တာသူဗာပြောထားတာလဲဆိုရင်ဒီလူသားတွေကမိမိတို့ကိုယ်တိုင်နဲ့မိမိတို့ရဲ့ပိုင်ဆိုင်မှုကိုကာကွယ်ဖို့အတွက်အစိုးရတစ်ခုကိုဖွဲ့စည်းကြတာဖြစ်တဲ့ protection of themselves and their property ဒါပေမဲ့တစ်ခါတလေမှာ natural rights တွေကိုစွန့်လွတ်ရတတ်တယ်ဒါပေမဲ့အဲ့ government ကသူတို့ရဲ့အာဏာကိုအလွဲသုံးစားလုပ်လာရင်တော့ဒါလူသားတိုင်းမှာအဲ့ဒီအစိုးရကိုဖြုတ်ချပိုင်ခွင့်နဲ့အသစ်လဲလှယ်ပိုင်ခွင့်ရှိတယ်ဆိုပြီး John Locke ကသူ့ရဲ့အတွေးခေါ်ကိုပြောပြခဲ့တာဖြစ်တယ်ဟုတ်ပြီနောက်တစ်နှစ်ယောက်ပေါ့နော် Rousseau နဲ့ Thomas Hobbesသူတို့က John Locke ရဲ့အတွေးခေါ်တွေကိုပဲအခြေခံပြီးတော့ဆက်လက်ဖော်ဆောင်ခဲ့ကြတာဖြစ်တယ် social contract ကိုရေးတယ် social contract ဆိုတာကလူမှုသဘောတူညီချက်အကြောင်းဖြစ်တယ်သူတို့ကအစိုးရနဲ့ပြည်သူကြားမှာရှိတဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ဆက်ဆံရေးတစ်ခုကိုရေးခဲ့ကြတာဖြစ်တယ် What is social contract social contract ဆိုတာက cooperative relationship between government and the people ပြည်သူလူထုနဲ့ government ကြားမှာရှိနေတဲ့ cooperative relationship ဖြစ်တယ်အဲ့ဒါအကြောင်းကိုသူတို့ရေးသားခဲ့တယ်နောက်တစ်ခုကပြည်သူလူထုအတွက်ပြည်သူလူထုကဖော်ဆောင်တဲ့ for the people by the people ဆိုတဲ့ democracy စနစ်နဲ့အစိုးရကိုတရားဝင်ဖြစ်စေဖို့လှုံ့ဆော်ပေးခဲ့ပါတယ်တဲ့အဲ့တော့အစိုးရ government ကိုတရားဝင်ဖြစ်စေဖို့ကိုသူတို့ကဒီ democracy နဲ့ government ကိုတရားဝင်ဖြစ်စေဖို့သူတို့ကဖော်ဆောင်ပေးခဲ့တယ်လှုံ့ဆော်ပေးခဲ့ကြတယ် for the people by the people ဆိုတဲ့ democracy စနစ်ပေါ့နော်သူတို့ကနိုင်ငံသားတွေပေါ်မှာထားရှိတဲ့လူမှုသဘောတူညီချက်ဒါမှမဟုတ်ရင် social contract ဒါမှမဟုတ်ရင် natural rights ပေါ့နော် natural rights အခွင့်အရေးတွေကိုလေးစားလိုက်နိုင်ရန်ပြက်ကွက်တဲ့ဘယ်အစိုးရမဆိုတော်လှန်ဖြုတ်ချတဲ့နဲ့ revolution လုပ်တဲ့နဲ့ဆိုပြီးတော့ဆိုခဲ့ကြပါတယ်တဲ့ဒါသူတို့ရဲ့အတွေးခေါ်အမြင်တွေဖြစ်ပါတယ်သူတို့ဒီအစိုးရ democracy စနစ်နဲ့အစိုးရပေါ့နော်သူတို့အစိုးရတရားဝင်တွေဖြစ်လာစေဖို့တော့သူတို့ကြိုးပမ်းပြီးတော့လှုံ့ဆော်ပေးခဲ့တယ်သို့တော့ခုနပြောတဲ့လူမျိုးgovernment ကအလွဲသုံးစားလုပ်လာတဲ့ natural rights နဲ့ social contract ကို respect မရှိဘူးဆိုရင်ဒါအဲ့ဒီအစိုးရကိုဖြုတ်ချတဲ့နယ်ဆိုပြီးတော့ပြောခဲ့တဲ့ philosopher တွေဖြစ်တယ် Rousseau နဲ့ Thomas Hobbes ကဲနောက်ထပ်တစ်ယောက်ကတော့ Voltaire ဖြစ်တယ် Voltaire ကလည်း John Locke ရဲ့အတွေးခေါ်တွေကိုအခြေခံပြီးတော့ဆက်လက်ဖော်ဆောင်ခဲ့တဲ့သူဖြစ်တယ်နောက်သူကဘာပြောခဲ့လဲဆိုရင်တဦးကိုတဦးတီးခံစိတ်ရှိပြီးတော့လေးစားမှုရှိတဲ့လူအဖွဲ့အစည်းတစ်ခုဖြစ်ဖို့လှုံ့ဆော်ခဲ့တာပါတဲ့ဒီလူဖွဲ့စည်းမှာဆိုရင်လူသားတွေကမွေးရပါအခွင့်အရေးတွေတာမကပဲနိုင်ငံသားဆိုင်ရာလွတ်လပ်ခွင့် civil liberties ကိုလည်းရရှိရမယ်ဖြစ်တယ်လို့ပြောတယ် civil liberties ဆိုတာလည်း freedoms of expression religion action association ဖြစ်တယ်သူတို့ကလွတ်လပ်စွာထုတ်ဖော်ပြောဆိုပိုင်ခွင့် freedom of expression နောက်တစ်ခုကလွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့် religion action လွတ်လပ်စွာလှုပ်ဆောင်ခွင့်နောက်ဆုံးတစ်ခုက association လွတ်လပ်စွာ
အသင်းဖွဲ့စည်းခွင့်အဲ့ဒါတွေဖြစ်ကြပါတယ် civil liberty อ่ะเนาะအဲ့တော့နောက်ထပ်တစ်ခုလူနည်းစုကိုလူအများစုကဖိနှိပ်မှုကနေကာကွယ်ပေးတဲ့သမရနိုင်ငံဆိုင်ရာအခြေခံမှု Republican Principles နဲ့ American ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ပထမဆုံးပြင်ဆင်ချက် First Amendment based on right to အတွက်အခြေခံအုတ်မြစ်ဖြစ်လာပါတယ်တဲ့အဲ့တော့ဒီမှာတော့အခုလက်ရှိ American မှာဖွဲ့စည်းထားတဲ့အခြေခံဥပဒေပေါ့နော်အခြေခံဖွဲ့စည်းပုံဥပဒေကဘသူတွေရဲ့အတွေးခေါ်တွေပါလဲဆိုအခုပြောသွားတဲ့လူတွေရဲ့အတွေးခေါ်တွေနဲ့တိဆောက်ထားတာဖြစ်တယ်နော် First Amendment to the US Constitution ဆိုအခုလက်ရှိ Constitution ထဲမှာသူတို့ရဲ့အတွေးခေါ်တွေကပါနေတာ First Amendment ဆိုတာကပထမဆုံးအခြေခံဥပဒေပြင်ဆင်ချက်ပေါ့နော်အဲ့ဒါတည်ထားရမယ်အဲ့တော့သူဘာဆက်ပြောလဲဘာသာရေးအဖွဲ့အစည်း Chuck နဲ့နိုင်ငံတော်အစိုးရ state တို့ကို separation တီးခြားစီခွဲထုတ်ဖို့တိုက်တွန်းခဲ့တဲ့သူဖြစ်တယ်အဲ့ဒါကနေတဆင့်မှာဘာသာရေးလွတ်လပ်ခွင့်ကိုဖော်ဆောင်မှာဖြစ်တယ်။ဘာလို့လဲအိမ်မအရင်ဗီဒီယိုတော့မှပြောခဲ့တယ် Massachusetts ပြည်နယ်မှာကသူတို့ကလွတ်လပ်ခွင့်အရန်ကျက်တယ်ပေါ့နော်။သူတို့စီမှာအဲ့မှာနေမယ်ဆိုရင်ဒီဘာသာကိုကိုးဝယ်ရမယ်ဒါမျိုးတွေရှိတာပေါ့အဲ့တော့ပြောချင်တာနိုင်ငံရေးနဲ့ဘာသာရေးရောရှက်နေတာအဲ့ဒါကို separation ခွဲထုတ်ဖို့အရေးကြီးတယ်ဆိုပြီးတော့ဒီ Voltaire ကပြောခဲ့တာခွဲထုတ်ရမယ်ခွဲထုတ်မှအဲ့ဒါမှ freedom of religion ဖြစ်နိုင်မှာ freedom of religion ဆိုတာလွတ်လပ်စွာကိုးကွယ်ပိုင်ကိုကဒီဘာသာကိုသဘောကျရဆိုဒီဘာသာကိုကိုးကွယ်လို့ရတယ်ဒီဘာသာမှာတောက်ဝင်ယုံကြည်ဆိုရင်ဒီဘာသာမှာဒီဘာသာကိုကိုးကွယ်လို့ရတယ်ဒါမျိုးပေါ့အဲ့လို freedom of religion ဖြစ်ဖို့ဆိုတာကနိုင်ငံရေးနဲ့ဘာသာရေးကွဲမှဖြစ်မယ်ဆိုပြီးတော့သူကအရင်ဆုံးပြောခဲ့တာနော်ကဲနောက်ထပ်တစ်ယောက် Montesquieu ကပြင်သစ်ဒသနပညာရှင်ဖြစ်တယ်ပြင်သစ်ဒသနပညာရှင် Montesquieu သူကဘာပြောခဲ့ရလဲဆိုရင် American ရဲ့အခုလက်ရှိအစိုးရစနစ်မှာဖွဲ့စည်းထားတဲ့ separation of powers ကိုသူကပြောခဲ့တာဖြစ်တယ် separation of powers ဆိုတာက the best form of government အကောင်းဆုံးအစိုးရပုံစံဖြစ်တယ်အစိုးရအာဏာကိုဒီအုပ်ချုပ်ရေးအာဏာပေါ့နော်အစိုးရအုပ်ချုပ်ရေးအာဏာကိုမန်တိုင်3ရပ်ခွဲထားတယ်3 branches ဆိုပြီးမန်တိုင်3ရပ်ခွဲထားတာဖြစ်တယ်သူကအကျိုးအကြောင်းပြပြီးတော့ဆိုခဲ့တာဖြစ်တယ် branch 3ခုရှိတယ် legislative branch executive branch နဲ့ judicial branch ဖြစ်တယ်အဲ့တော့ဒီမှာတော့အသေးစိတ်ပြောမပြတော့ဘူးဒီ branch 3ခုအကြောင်းကအသေးစိတ်ကအမှန်တို့ဟိုမှာပါမယ်ပေါ့နော် civics and government အပိုင်းမှာပါမယ်ဒါက US history ပိုင်းဆိုတော့ကြတော့လက်ရှိမှာတော့ဒီ US history မှာတော့ဒီ enlightenment era မှာဒီ philosopher တွေရှိခဲ့တယ်သူတို့ရဲ့အတွေးခေါ်တဲ့ဓာတ်တွေပဲဆိုတော့အဲ့လောက်ပဲတည်ထားဖို့လိုတယ်မနု civics and government အပိုင်းမှာဒီ branch 3ခု American အစိုးရဖွဲ့စည်းပုံမှာဆိုရင်ဒီ branch 3ခုကအရေးကြီးတယ်အဲ့ဒါကအသေးစိတ်အဲ့ဒီအပိုင်းမှာရှင်းပြမယ်ဒါပေမဲ့လောလောဆယ်တည်ထားမှာကသူကဘာကိုပြောခဲ့ရလဲ branch 3ခုခွဲတဲ့အယူအဆဒီသူ့ရဲ့ idea ပေါ့နော်ဒီ Montesquieu ရဲ့ idea ဖြစ်တဲ့ branch 3ခုခွဲလိုက်တာက government ကို separation of power 3ခုခွဲတယ်အဲ့ဒါတွေကဘာတွေလဲ legislative ဆိုတာကဥပဒေပြုရေးအဖွဲ့ဥပဒေပြုရေး branch ဖြစ်တယ် executive ကကျတော့အုပ်ချုပ်ရေးအဖွဲ့ judicial ဆိုတာကတရားစီရင်ရေးအဖွဲ့ဆိုပြီးတော့3ဘွဲ့ခွဲတယ်အဲ့ဒီ branch 3ခုကတီးခြားစီဖြစ်နေရမယ် separate ဖြစ်ရမယ်ပြီးတော့ balance each other တစ်ခုနဲ့တစ်ခုအာဏာချင်းထိန်းညှိရမယ်ပြောချင်တာကတစ်ခုနဲ့တစ်ခုအာဏာချင်းထိန်းညှိရမယ်ဆိုတော့တရားကိုပြောရမှာမဟုတ်ဘူးဒီ branch 3ခု legislative နဲ့ executive ဆိုရင်လည်းတစ်ခုနဲ့တစ်ခုbalance ဖြစ်ရမယ်အာဏာ balance ဖြစ်ရမယ် executive နဲ့ judicial ဆိုရင်လည်း balance ဖြစ်ရမယ်ဒါမျိုးကိုပြောတာအဲ့ branch 3ခုကိုပဲ balance ဖြစ်အောင်နေခိုင်းတာအဲ့ branch 3ခုတည်းကနေဘယ်တစ်ခုကမှအာဏာအကြီးဆုံးမှာအဲ့လိုမျိုးဖြစ်လို့မရအောင်အဲ့ဒါသူ့ရဲ့ idea ဖြစ်တယ်အခုလက်ရှိချိန်ဒီအဲ့တိုင်းပဲဖွဲ့စည်းထားနော်အဲ့တော့ဆက်ပြောမယ်ဘယ်မန်တိုင်ကမှအာဏာကိုအလွန်ကျွံမချုပ်ကင်နိုင်စေဖို့အာမခံချက်ပေးတယ်အဲ့တော့ဒီ branch 3ခုထဲမှာတစ်ခုကသာအာဏာကြီးသွားပြီအဲ့ဒါအာဏာရှင်စနစ်ဖြစ်သွားပြီဘာလို့လဲဆိုတော့ဒီမနု legislative branch မှာဆိုရင်လွှတ်တော်ပါမယ် executive branch မှာဆိုရင်ဒီသမရအိမ်တော်ပါမယ်ပေါ့နော်သမရအုပ်ချုပ်ရေးသမရက executive branch အောက်မှာပါတယ် judicial branch ကကြတော့တရားစီရင်ရေးဆိုတော့တရားရုံးပါမယ်အဲ့တော့အဲ့ branch 3ခုကညီတူညီပါပဲဒီ executive branch မှာသမရပါလို့မို့သမရကဟိုဟာဘယ်လိုလဲသူကအာဏာအမြင့်ဆုံးမဟုတ်ဘူးတနိုင်ငံလုံး American တနိုင်ငံလုံးရဲ့အာဏာအမြင့်ဆုံးကသမရမဟုတ်သူ့ကိုထိန်းချုပ်ထားတာလွှတ်တော်လည်းရှိတယ် judicial branch ကလည်းရှိတယ်အဲ့လိုမျိုး
အဲ့တော့ check and balance ဒီမှာဆိုရင် check and balance ဆိုတာကဒီအာဏာတစ်ခုနဲ့တစ်ခုထိန်းညှိပေးတဲ့ check and balance idea ရဲ့ဒီ separation of power idea ရဲ့ကို Montesquieu ကပြောခဲ့တာဖြစ်တယ်အဲ့တော့သိစီချင်တော့ American ဒီအစိုးရဖွဲ့စည်းပုံစနစ်မှာပါဝင်နေတဲ့ဟာတွေမှန်သမျှကသူတို့ဒီအားလုံးရဲ့ idea တွေဖြစ်တယ်ဒီမှာဆိုရင် American ဖွဲ့စည်းပုံအခြေခံဥပဒေမှာ US Constitution မှာဆိုရင်ဒီ method ကို adopted ထည့်သွင်းကျင့်သုံးခဲ့တာဖြစ်ပါတယ်တဲ့ကဲနောက်ထပ်တစ်ခုဒါကအရေးကြီးဆုံးအစိတ်ပိုင်းဖြစ်တယ်เนาะဒီမိုကရေစီစနစ်တည်တံ့ဖို့အတွက်အရေးကြီးဆုံးအစိတ်ပိုင်းဖြစ်ပါတယ်ကဲ new ideas အရေးကြီးရယ်တစ်ခုချင်းစီတေချာပေါင်းမှတ်ထားရမယ် individualism ဆိုတာဘာလဲ individualism ဆိုတာက emphasize interests word or individuals and importance or individual လူတဦးချင်းစီရဲ့မွေးရာပါတန်ဖိုးနဲ့အရေးပါမှုကိုအလေးပေးတာဖြစ်ပါတယ်တဲ့နိုင်ငံတော်ရဲ့ထိန်းချုပ်မှုဒါမှမဟုတ်ရင်ဘရင်တွေရဲ့ဖုံးတကိုးကနတ်တကြားတို့ပေးသနာတော်မူတာဖြစ်တယ်ဆိုပြီးတော့သူကပြောတယ်အဲ့လိုမျိုးအဲ့လိုအယူဆထက်ဒီပေါ့နော်သူတို့ကပြောတယ်ပေါ့အဲ့ခေတ်တော့ဆိုရင်တို့လဲဆိုတော့ဘယင်တွေကဒါနတ်တကြားတို့ပေးသနာတော်မူတယ်ဆိုတဲ့အယူဆရှိတယ်ဟိုဖယားကပေးတယ်ပေါ့နတ်ကပေးတယ်အဲ့လိုပုံစံမျိုးအယူဆရှိတယ်အဲ့လိုမျိုးအယူအဆထက်ဒီလွတ်လပ်မှုပွင့်လင်းမှုနဲ့နောက်တစ်ခုကမိမိကိုအားကိုမှုတို့ကိုအားပေးမြင့်တင်ပေးရဖြစ်တယ်အဲ့တော့ဟိုရှင်းလင်းရမယ်ဆိုရင်တော့မင်းတို့အုပ်စုလိုက်ဒါမှမဟုတ်ရင်အစိုးရရဲ့အမိန့်အောက်မှာပဲနေရတာထက်လူသားတယောက်တဦးချင်းစီမှာကိုယ်ပိုင်အခွင့်အရေးနဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိတာကိုလက်ခံလာကြတဲ့အယူအဆမျိုးကို individualism လို့ခေါ်တာဟုတ်ပြီနော် constitutional governance နောက်ထပ်တစ်ခုက constitutional governance ကဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်တာတဲ့အဲ့တော့အချုပ်ချာအာဏာကလူပုဂ္ဂိုလ်တဦးတယောက်ဆိုဘယင်ဒါမှမဟုတ်အာဏာရှင်ပေါ့နော်အဲ့လိုထံမျိုးမှာမရှိသင့်ဘူးဘယင်တို့အာဏာရှင်တို့စီမှာမရှိသင့်မင်းနဲ့ပြည်သူတွေကသဘောတူလက်ခံထားတဲ့ဥပဒေတွေမူဝါဒဖွဲ့စည်းပုံဥပဒေထံမှာပဲရှိရမယ်လို့ပြောချင်တာအဲ့တော့ what is constitutional governance ဆိုတာကဘယင်အာဏာရှင်တွေထံမှာအချုပ်ချာအာဏာရှိတဲ့နာမျိုးမဟုတ်ဘဲနဲ့ပြည်သူတွေသဘောတူလက်ခံထားတဲ့ laws တွေ principle တွေမှာပဲရှိတဲ့နာဖြစ်တယ်ကဲအဲ့ဒါက constitutional governance နောက်တစ်ခုက popular sovereignty အရေးကြီးပါတယ်ပြည်သူအချုပ်ချာအာဏာကိုပြောတာ what is popular sovereignty ဆိုတာကအုပ်ချုပ်ခွင့်အာဏာဆိုတာကအုပ်ချုပ်ခံရတဲ့သူပြည်သူလူထုရဲ့သဘောတူညီချက်နဲ့သာရရှိတာဖြစ်ပါတယ်တဲ့ဒီယူဆက Thomas Hobbes Rousseau နဲ့ Locke တို့ရဲ့စပြီးလေ့လာချက်တွေအပေါ်မှာအခြေခံထားတာဖြစ်ပါတယ်တဲ့What is popular sovereignty? Popular sovereignty ဆိုတာက consensus of the people ပြည်သူလူထုကပဲအာဏာကိုချုပ်ကင်ထားရမယ်ပြောချင်တာကအာဏာကိုချုပ်ကင်ထားမှာပြည်သူလူထုရဲ့သဘောတူညီချက်နဲ့ပဲအာဏာကဟိုအစိုးရကအာဏာကိုချုပ်ကင်ထားလို့ရမယ်ပြည်သူလူထုရဲ့ဆန္ဒမပါဘဲနဲ့ဟိုအာဏာရှင်တို့ဒီဘယင်တို့ကဘာမှလုပ်လို့မရအောင်အဲ့လိုပုံစံမျိုးပြောချင်တာအဲ့ဒါကို popular sovereignty လို့ပြောတယ် consensus of the people the govern ဆိုတဲ့ဟာကိုမှတ်ထားရမယ် popular sovereignty လို့ပြောလိုက်ရင် consensus of the govern also consensus of the people ဒီပြည်သူတွေပေါ့နော်ပြည်သူတွေရဲ့ဒီသဘောတူညီချက်နဲ့ပဲရရှိတာအဲ့ဒါက popular sovereignty ဖြစ်တယ်ဟိုနောက်ထပ်တစ်ခုကဒီမှာဆိုရင် Benjamin Franklin ရဲ့အဆိုအမိန့်လေးတစ်ခုရှိတယ်။ဘာလဲဆိုတော့လွတ်လပ်တဲ့အစိုးရစနစ်တွေမှာဆိုရင်အုပ်ချုပ်တဲ့သူတွေကအစီအကံတွေပဲဖြစ်ပါတယ်တဲ့။ rulers တွေက servants တွေဖြစ်တယ်။ဟုတ်ပြီနော်။ပြည်သူလူထုကမှဒီအုပ်ချုပ်သူတို့ရဲ့အထက်ကသခင်နဲ့အချုပ်ချာအာဏာပိုင်ရှင်တွေဖြစ်ကြပါတယ်ဆိုပြီးပြောတယ်။အဲ့တော့သူဆိုလိုချင်တာကအခုလွတ်လပ်တဲ့အစိုးရစနစ်ဒီမိုကရေစီစနစ် free governments တွေမှာဆိုရင်အုပ်ချုပ်တဲ့သူအပေါ်ဘယင်တို့ဘာတို့ကဒီသမရတို့ကကြတော့ servants တွေပဲဖြစ်တယ်ပေါ့နော်အစီအကံတွေပဲဖြစ်ရမယ်ပြည်သူလူထုကပဲအုပ်ချုပ်တဲ့သူအချုပ်ချာအာဏာရှင်တွေဖြစ်တယ်နောက်ထပ်တစ်ခုကကြတော့ liberalism ဆိုတာက liberal ဝါဒကိုပြောတာဖြစ်တယ်ဒါမှမဟုတ်ရင်လွတ်လပ်ပွင့်လင်းတဲ့အယူအဆကိုပြောတာဖြစ်တယ်အဲ့တော့အဲ့ဒါဘာလဲဆိုရင်မိမိနဲ့မတူညီတဲ့အပြုမူဒါမှမဟုတ်ရင်ထင်မြင်ယူဆချက်တွေကိုလက်ခံလို့စိတ်ရှိတာ
အဲ့တော့ပြောချင်တာကဟိုအယူဆအသစ်တွေကိုလမ်းဖွင့်ပေးတာ what is liberalism liberalism ဆိုတာကမိမိနဲ့မတူညီတဲ့အပြုအမူမိမိနဲ့မတူညီတဲ့ထင်မြင်ယူဆချက်တွေကိုလက်ခံလို့စိတ်ရှိတာကိုပြောတာအယူဆအသစ်တွေကိုလက်ခံပေးတာမျိုးဖြစ်ပါတယ်လမ်းဖွင့်ပေးတာမျိုးဖြစ်ပါတယ်ဒီဝါဒကတဦးချင်းစီရဲ့အခွင့်အရေးတွေနဲ့အရပ်ဘက်ဆိုင်ရာလွတ်လပ်ခွင့်တွေကိုအားမြင့်တင်တာဖြစ်တယ်အဲ့တော့ကိုမှဟိုလူတယောက်နဲ့တယောက်ကအမြင်မတူဘူးလေနော်အဲ့တော့လူတယောက်နဲ့တယောက်အမြင်မတူတာကိုလက်ခံပေးတာနောက်တစ်ခုကလွတ်လပ်စွာပြောဆိုခွင့်ယုံကြည်ခွင့်အဲ့လိုလူခွင့်ရေးတွေကိုကာကွယ်ပေးတာက liberalism လို့ပြောတာအဲ့တော့ဒီဟာအားလုံးအခုဒီ new idea တွေမှာပါတဲ့ individualism constitutional governance popular sovereignty liberalism အရေးကြီးပါတယ်နားလည်ရမယ်ဟိုလက်ရှိမှာလည်းနားလည်ထိုင်တော့ပိုကောင်းတာပေါ့ what is liberalism liberalism ဆိုတော့ကိုနဲ့အမြင်မတူတဲ့ဒီအမြင်မတူလို့ဆိုတော့ကိုညက်မရင်းနှီးတဲ့ပေါ့နော်ပြီးတော့မတူညီတဲ့အပြုအမူတွေထင်မြင်ယူဆချက်တွေကိုလက်ခံလို့သိရှိတာအယူဆသစ်တွေအတွက်လက်ခံလမ်းဖွင့်ပေးတာဒါမျိုးကို liberalism လို့ခေါ်တယ် popular sovereignty ဆိုတာကြတော့ဒီ consensus of the people ပြည်သူအချုပ်အခြာအာဏာကပြည်သူတွေမှာပဲရှိရမယ်လို့ဆိုလိုချင်တာကဲနောက်တစ်ခုက constitutional governance ဆိုတာကဒီအချုပ်အခြာအာဏာကလူပုဂ္ဂိုလ်တဦးတစ်ယောက်ဘယင်ဆိုလိုချင်တာဘယင်ဒါမှမဟုတ်ရင်အာဏာရှင်တွေမှာမရှိဘဲနဲ့ပြည်သူတွေလက်ခံသဘောတူညီထားတဲ့ဥပဒေတွေမူဝါဒတွေမှာပဲရှိရမယ်လို့ပြောချင်တာ individualism ဆိုတာကတော့အုပ်စုလိုက်ဒါမှမဟုတ်ရင်အစိုးရရဲ့အမိန့်အောက်မှာပဲနေရတာထက်လူသားတစ်ယောက်ချင်းစီမှာကိုယ်ပိုင်အခွင့်အရေးကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိတယ်ဆိုတာကိုလက်ခံလာကြတဲ့အယူဆကိုပြောတာဖြစ်တယ်အဲ့တော့ဒီဟာအားလုံးကဒီ new idea တွေအားလုံးကမင်းတို့သဘောပေါက်ထားရမယ်နားလည်ထားရမယ်ပြီးရင်ရှေ့မှာပြောခဲ့တဲ့ဒီလူတွေပေါ့နော်သူတို့ရဲ့အယူဆတွေကဒီ American အစိုးရစနစ်ထဲမှာပါဝင်ဖွဲ့စည်းထားတယ်ဆိုတာကိုသဘောပေါက်ရမယ်သူတို့ရဲ့အယူဆတွေကိုနားလည်ရမယ်ကဲဒီဗီဒီယိုလေးမှာတော့ဒီလောက်ပါပဲရှင်အားလုံးကိုနားထောင်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်